AI ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့ကူပြီးရဲ့လူတယောက်ထက်ရောက်လာတယ်လို့ပဲမြင်တယ်ပေါ့နော်ဘယ် AI ကိုသုံးလိုက်ငါပုံမြန်မလဲဆိုတဲ့ဟာကိုအများတန်းတော့ကြည့်နေဖို့လိုတယ်ကိုမြင်မြန်ဆန်ဆန်ပြီးအောင် AI နဲ့ဘယ်လိုအသုံးချမလဲဆိုတဲ့ဟာကိုပဲကိုကောင်းထဲမှာအများတန်းထည့်ထားဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အောင်မျိုးပိုင်ဖြစ်ပါတယ်ကျွန်တော် Flutter developer ဖြစ်ပါတယ် software industry မှာအလုပ်လုပ်ပါတယ် cloud စသုံးကြတာတော့ကျွန်တော်2000ပတ်ချလေလောက်မှာ cloud စသုံးကြည့်ပြီးတော့ဒီအဖွဲ့တွေနဲ့ကျွန်တော်စဆုပ်ပြစ်တယ်ပေါ့နော်စဆုပ်ပြစ်ပြီးတော့အဲ့တုန်းကတော့ဘာလုံးဝမရှိသေးတဲ့အချိန်မှာကျွန်တော်ဝင်ပြီးသုံးပြစ်တယ်ပေါ့နော်သုံးပြစ်ပြီးတော့cloud မှာရှိတဲ့အချိန်မှာပဲကျွန်တော်မိမရသွားပါတယ်ဘန်ကောက်ကတော့ရောက်လာတစ်နှစ်လောက်ရှိပါပြီရောက်လာပြီးတော့ဒီဘက်မှာအတွေ့အကြုံကတော့ကျွန်တော်က software developer လုပ်တာဖြစ်တဲ့အတွက်ဒီဘက်မှာတော့အခွင့်အလမ်းတွေတော့အများများတယ်ပေါ့နော်အခွင့်အလမ်းတွေအများများတော့သတိထားမိတယ်ပြီးတော့ဒီ international experience တွေရောဒီမှာမြန်မာနိုင်ငံနဲ့မတူပဲပိုရတာတော့ကျွန်တော်သတိထားမိတယ်ပေါ့နော်ကျွန်တော်အများဆုံးအပြင်မိသားစုလည်းပြောင်းလာတဲ့အတွက်တော့ကျွန်တော်ဘာလို့ချင်းမိလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းနေနေဆိုလို့ရှိရင်အများစုကကိုယ့်ကိုအစားသောက်တော့ဆိုရင်တော့အရင် manage လုပ်ရတယ်ပေါ့နော်မိသားစုလည်းဖြစ်လာတဲ့အတွက်အစားသောက်ကိုတော့အရင် manage လုပ်ကြမလို့အဆင်ပြေတယ်ဒါပေမဲ့တစ်ဖက်ကစိုးကျိုးပြန်ကြည့်မယ်ဆိုလို့ရှိရင် cost ကတော့လည်းအများတန်းကောင်းထဲမှာသူများထက်နှစ်ဆစဉ်းစားရတယ်ပေါ့နော်တစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်နှစ်နဲ့မြောက်ပြီးတော့စဉ်းစားရတယ်